ဒီနေ့ကမာနဲ့နဲ့ဆက်ဆက်လေးတွေ့ရနေဝဲလာခဲ့တယ်ကမာကြဆန်ပေါင်းလောက်စားမျိုးလေဘယ်လိုလုပ်မလဲဆိုတာ flavor traveler နဲ့တူဆက်ကြည့်မယ်နော်ကမာကောင်းလေးကိုစင်ကြယ်အောင်ရေးဆေးပြီးရင်ပေါင်းလေးထည့်လိုက်ပါမယ်ရေစူလာရင်3နှစ်လောက်ပေါင်းပြီးရပါပြီနော်ဂျာကြီးပေါင်းပြီးရင်အသားတွေတင်းလာပြီးမှသွားတက်လို့ပါပြီးရင်ကမာသားနဲ့ခွန်ခွာထုတ်ထားလိုက်မယ်ပြီးတော့ရင်တော့ကြာစံတွေကိုရေးစိမ့်မယ်နော်ကြာစံတွေကိုရေးစိမ့်ရင်ရေအေးနဲ့ပဲစိမ့်မယ်နော်ရေနွေးနဲ့လုံးဝမစိမ့်ဘူးနော်ရေနွေးနဲ့စိမ့်လိုက်ရင်ကြာစံတွေပြုတ်ဖက်ပြီးကတ်ကုန်တက်လို့ပါနော်ရေစိမ့်ထားတဲ့ကြာစံတွေကိုဒီလိုလေးလိပ်ပြီးကမာခွန်ထဲမှာထည့်လိုက်မယ်နော်ပြီးတော့ရင်တော့ကမာအသားလေးတွေကိုကြာစံတွေပေါ်တစ်ခုချင်းစီတိတ်ချလေးလိုက်တင်ပေးလိုက်မယ်ဆက်ပြီးတော့ချက်တုံဖြူဆော့စ်လေးတွေကိုကမာတစ်ကောင်ချင်းစီပေါ်တိတိကျကျလေးလိုက်ထည့်ပေးလိုက်မယ်နော်ချက်တုံဖြူဆော့စ်လုံးကြီးတွေကိုကမမရေးပေးထားမယ်နော်အားလုံးထည့်ပြီးွားရင်အဖုံးအုပ်ပြီးတော့6မိနစ်ကနေ10မိနစ်လောက်ပေါင်းပေးလိုက်ပါမယ်အဖုံးဖွင့်လိုက်တာနဲ့တအိမ်လုံးကိုမွေးကြိုင်နေတာပဲအရင်စားချင်စရာကောင်းနေပါပြီအယူတီးလေးနဲ့ချက်တုံမိတ်လေးတွေကိုလိုက်ဖြူပေးလိုက်မယ်နော်အနက်ပူမွေးလာအောင်စီပူပူလေးကိုပေါ်ကနေလိုက်ဆန်းပေးလိုက်မယ်ကမာသားလေးကနူးညံ့လက်ဆက်ပြီးတော့အကြီးကိုရွှမ်းနေတာပဲချက်တုံဖြူနဲ့လေးမှုေးပြီးကြာစံလေးရလည်းအရန်ကိုစားကောင်းနေရောပဲနော်အိမ်မှာခုပဲလှူစားကြည့်လိုက်ကြတော့နော်ကျေးဇူးတင်ပါတယ်ရှင်